လဲဝင်ရိုးတန်တညံညံပကံဖျားပေါင်းနောက်ွယ်ကပကံအမြေဧရိယာနဲ့ဗဟေလေးကြီးပကံရှေးအောင်ဒေသကိုရောက်ဖူးတဲ့သူတိုင်းဟာလက်ညှိုးထုံးမလွဲအောင်တည်ရှိနေတဲ့ဇေဒီပထိုးတွေကိုကြည့်ပြီးအံ့ဩမဆုံးဖြစ်ခဲ့ကြမှာပါနိုင်ငံသားတွေရအောင်မြန်မာနိုင်ငံကိုဇေဒီပထိုးများပြည်လို့အမတ်တညာပြုရတဲ့အထိပကံမှာဖျားများတာကိုလူတိုင်းသိကြပါရယ်ပကံသူပကံသားတွေနဲ့မကဘဲနဲ့မြန်မာနိုင်ငံသားအလုံးဟာလေဒီဇေဒီနဲ့ပတ်သက်လာပြီဆိုရင်လဲဝင်ရိုးတန်တညံညံပကံဖျားပေါင်းဆိုပြီးတော့ဂုံယူပြောဆိုလေးရှိကြတာပါဒါပေမဲ့လည်းနီလန်ကြကြတွေးမယ်ဆိုရင်တော့ဒီဆိုရိုးရဲ့နောက်ွယ်မှာပြဿနာကြီးတည်းရဲ့ရှိလို့နေပါတယ်။ရှေးလူကြီးတွေကပကံဖျားရေအတွက်ကိုလဲဝင်ရိုးတန်တညံညံပကံဖျားပေါင်းဆိုပြီးတော့ပြောခဲ့ကြပေမဲ့ကနန်းချကြည့်မယ်ဆိုရင်တော့44သိန်း46,933စုဆိုပြီးသိန်း40ကျော်ရှိနေတာကိုတွေ့ရပါလိမ့်မယ်။ဒါပေမဲ့ပကံမြေဧရိယာကျဲဝင်ရဖျားစုရေသိန်း40ကျော်ရှိဖို့ဆိုတာမဖြစ်နိုင်ပါဘူးရှင်။တချို့ကလည်းရွှေလာတာဝါဝါဝင်းမြစ်တွင်းရေတောက်ဆင်းဆိုတဲ့မှတ်သားချက်တွေအရအေယာဝတီမြစ်ရေတိုက်စားလို့ပြိုကျသွားခဲ့တဲ့ဖျား4,46,444စုကိုနှုတ်ရမယ်လို့ဆိုကြပေမဲ့နှုတ်ပြီးပြီဆိုရင်တော့မှသိန်း40ကျော်ကျန်နေပါသေးတယ်။ဒါအပြင်ပကံရဲ့ပထဝီအနေထားရလေဒီလောက်အစုပေါင်းများစွာမြစ်ထဲပြိုကျဖို့ဆိုတာမဖြစ်နိုင်တဲ့အတွက်ဒီအဆိုတွေကိုပေးရမှာပါ။တကယ်တော့လဲဝင်ရိုးတန်အထိပဲကနန်းကိုယူမဲဆိုရင်တော့4,446စုရှိမှဖြစ်ပြီးဒါဟာရှေးအောင်သုတေသနဌာနကရေးတွက်ထားတဲ့3,822စုအပြက်စီးတွေပါမယ်ဆိုရင်တော့9,000ခန့်နဲ့အနည်းဆက်ဆုံးဖြစ်နိုင်ခြေရှိပါတယ်။စိတ်ဝင်စားစရာကောင်းတာကဒီလဲဝင်ရိုးတန်တညံညံဆိုတဲ့လင်္ကာဟာရှေးရာဆွဲနေမှာပါရာမဟုတ်ဘဲနဲ့ကိုလိုနီခေဦးကဖွာစောရွာတကြီးဦးထွန်းဦးရဲ့နှုတ်ထွက်စကားတွေသာဖြစ်တယ်လို့သိရပါတယ်။တကြီးဦးထွန်းဦးဟာအမည်မထင်ရှားတဲ့ဖျားတွေကိုလည်းမင်းမရဲလှန်တန်ကြဆိုပြီးတော့သူ့ဟာသာသူအမည်တွေပေးခဲ့လို့ပကံရွှေချောင်းဆရာတော်ရှယ်ဆန္ဒကတော့ဒါရီယာဗယံပရာနိုင်လုံးတယ်လို့ဝေဖန်ခဲ့ပူပါတယ်။အေဝါခက်ကမှတ်တမ်းတွေမှာဆိုရင်တော့ဝင်းဝင်းထိန်ရှန်အရ4,484စုလို့ဆိုထားသလိုမျိုးကုန်းမောင်ခင်မှာဆိုရင်တော့ဖြူရွှေလုံးဝင်းအရ4,445စုလို့မှတ်သားခဲ့ကြပါတယ်။ဘိုးတော်ဖျားလက်ထက်ပကံစစ်တမ်းတွေကိုပြန်ကြည့်မယ်ဆိုရင်တော့ဘူးဖျားဆူလာမဏီရွှေစည်းကုံတို့လိုအမည်မပြောင်းတဲ့ဖျားတွေရှိသလိုမျိုးပေါက်ပင်ရပြိုင်ကူဖုတ်ကူနန်းပွင့်ဆိုတဲ့ခေတ်ကအခုခေတ်မှာနာမည်ပြောင်းနေတဲ့ဖျားနာမည်ဇန်းတွေကိုလည်းတွေ့ရမှာပါ။ဒါအပြင်ပကံမှာဖျားတွေအများကြီးတည်ခဲ့ရတဲ့နောက်ခံသမိုင်းကြောင်းတွေကိုကြည့်မယ်ဆိုရင်လည်းအင်မတန်စိတ်ဝင်စားဖို့ကောင်းလာပါတယ်။အနွယ်ထာမင်းကြီးဟာရှင်အရဟံရဲ့လမ်းညွှန်မှုတွေနဲ့သာသနာပြုတဲ့အခါမှာရခင်ကကိုးကွယ်ခဲ့တဲ့အရေးကြီးဝါဒတွေကိုတိုက်ဖြတ်ပြီးစစ်မှန်တဲ့ဗုဒ္ဓဘာသာထွန်းကားပြန်ပွားစေဖို့အတွက်ဇေဒီပထိုးတွေကိုအပြိုင်ဆိုင်တီထားကိုးကွယ်ခဲ့ကြတာပါ။ပကံခင်မှာဖျားတဲခြင်းဟာအကြီးမားဆုံးကုသိုလ်လို့ယုံကြည်ကြတဲ့အတွက်ဘယင်းတွေမကသေးဘဲနဲ့မူမတ်တွေတထေးတွေနဲ့တာမန်ပြည်သူတွေရပါဖျားတဆူကြောင်းတကြောင်တင်နိုင်ဖို့အတွက်စူးစမ်းခဲ့ကြတာကြောင့်အခုလိုဖျားပေါင်းများစွာစုဝေးတည်ရှိနေတာဖြစ်ပါတယ်။ပကံဖျားတွေဟာအမှုပညာလက်ရာတွေအရာလေကမ္ဘာအံ့ပွဲလို့ဆိုရမှာပါ။ဥမာအားဖြင့်အာနန္ဒာမှာအနုတပညုမှာအမြင့်ဓမယံကြီးမှာအဒုဆိုတဲ့ဆိုရိုးစကားအတိုင်းဖျားတဆူချင်းစီမှာထူးခြားတဲ့ဝိသေသတွေရှိလို့နေပါတယ်။အာနန္ဒာဖျားရဲ့နေရန်ကပ်ဗပုလက်ရာတွေတပညုဖျားရဲ့ခံညားထဲဝါတဲ့အမြင့်ဓမယံကြီးဖျားရဲ့အုပ်စီလက်ရာဒုတဲ့ကြီးမားမှုတွေဟာအရိခေကမြန်မာတွေရဲ့အင်ဂျင်နီယာအတတ်ပညာတွေနဲ့အမှုပညာကျွမ်းကျင်မှုတွေကိုထင်ဟပ်စေပါတယ်။ပကံဟာဘလောက်ပဲခက်တွေပြောင်းပြီးဖျားရည်အတွက်တွေနာမည်တွေပေါ်မှာအငင်းပွားစရာတွေရှိနေပါစေ။ကြံရှိနေတဲ့ဇေဒီပထိုးတစ်ခုချင်းစီဟာကျမတို့ရဲ့အမျိုးသားရေးဂုဏ်ယူစရာအမွေအနှစ်တွေဖြစ်နေထာဝရတည်ရှိနေမှာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောပကံဖျားရည်အတွက်နဲ့ပတ်သက်တဲ့ဒီလိုအဆိုအမိန့်တွေပေါ်မှာဘလို့မြင်ကြလဲဆိုတာပြောပြပေးခဲ့ကြပါအောင်နော်။အမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးများတင်ပါတယ်။ Like and share subscribe ခေါင်းလေးနဲ့ပြီးတော့လေ Shibble Channel ကိုအားပေးသွားပါနော်။